ပယမအေးစေးအနားယူမဲ့လူတွေအတွက်ဒါမဆူရီ Beauty Boutique Spa လေးကအောင်စရလန်ကြောက်ကုန်းတကြီးသမီးကြက်ကြော်ဆိုင်ပေါ်တက်မှာရှိတယ်ဈေးလေးတွေကလည်းအရန်တင့်တော်တယ်ဒါလေးတွေကတော့ facial step by step လေးတွေရေးထားတဲ့ဟာလေးပေါ့နော် body massage ဆိုရင်လည်း60 minute ကိုမှ1000ခွဲပဲရှိတယ်အဲ့ဒါကိုဒီလအတွင်းမှာဆိုရင်မိနစ်60ယူရင်မိနစ်30 free ထပ်ပေးရဆိုတော့တနိုင်ခွဲတောင်စိန်ခါမှာเนาะဒါလေးတွေကတော့ဒါမှဆိုပြီး product လေးတွေစိုင်းမှာတင်ထားတာလေးတွေတခြား local brand လေးတွေဖြစ်တဲ့ Venus Skinlux တို့လိုမျိုး Euro လိုမျိုးနောက်ပြီးတခြားinternational brand တွေဖြစ်တဲ့ URH Bioderma နောက် mini high food set ကလေးတွေဒီမှာဆိုရင်လည်းခေါင်းလျှော်ရည်လေးတွေနောက် Womia ရေမွေးလေးတွေရယ်Forfax ကောင်းလျှော်ရည်လေးရဲ့နောက်တစ်ခုက Diadem ပေါ့နော် Diadem ရဲ့ဒီ eye serum လေးဆိုရင်ဒါ PDR နဲ့လုပ်ထားတာတော်တော်လေးကောင်းတယ်အခုမျက်ကွင်းညိုတာလေးတွေရဲ့မျက်လုံးနာအရေးကြောင်းလေးတွေရဲ့တတစေတယ်ဒါက facial room လေးပေါ့နော်အခန်းလေးကတတရရက်နဲ့တယောက်တည်း private sensor လေး facial ပြုလုပ်လို့ရပါတယ်အဆင့်ဆင့်လေးတွေအများကြီးပြုလုပ်ပေးတယ်သုံးတဲ့ပစ္စည်းကလည်းစိတ်ချရပါတယ်ဒါလေးကတော့ massage room လေး booking လေးတော့ကြိုပြီးတော့ယူထားဖို့လိုမယ်နော်